အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် Doindy buffet တော့စမှာဖြစ်ပါတယ်အဲ့တော့ Doindy ကြိုက်တဲ့မင်းတို့အတွက် sorry မကြိုက်တဲ့သူတွေအတွက်လည်း sorry လမ်းမှာဘယ်တော့မှနေပွင့်နေတာတွေ့လို့လည်းရိုက်ခဲ့ပါသေးတယ်ကျွန်တော်ရွေးထားတဲ့အချိန်ကညနေ4နာရီ round ကိုရွေးထားတာကဲရောက်တဲ့အချိန်ကလည်းညနေ4နာရီကွက်တီဆိုတော့လက်မှတ်ထုတ်ပြီးတော့ငွေချင်း2ယောက်နဲ့အတူစားပါမယ်အမှသူတို့ display လုပ်ထားတဲ့ဟာတွေကိုစိုက်တဲ့လောက်ယူလို့ရတယ်အခု edit လုပ်နေရင်ပြန်ကြည့်တာကိုလေတက်ရင်တော့မှ Doindy အနံ့ရနေတော့မယ်ကဲရပြီအခုပြချင်တဲ့အပိုင်းကဒီအပိုင်းမင်းတို့ကြည့်လိုက်တော့ပြီးတော့အကြိုက်မျိုးပြီးတော့အုံးရည်တွေတောက်တယ်မင်းကိုတီပါတီကတော့အမှန်တကယ်တော့မစားကြဘူးဟုတ်တော်ရှိမဟုတ်တော်ရှိစားခဲ့တာပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်